ကျမတို့ရဲ့15နှစ်ပြည့်ပေါ့နော်တချင်းခွေလေးမှာပေါဝင်တဲ့အခါမှာဒီတချင်းအပေါ်ပေါ့နော်ဆရာရဲ့ခန်းစားချက်ကိုသိချင်ပါတယ်။အော်ဒီတချင်းလေးကသူကပြောတာပေါ့နော်။ဘဝမှာခက်ခဲတဲ့ပြဿနာတွေလည်းရှိတာပေါ့။ဒါတွေလည်းအကုန်လူတိုင်းအကြုံတွေ့ရမှာ။ဘုရားရှင်ကိုယ်တော်တိုင်ကလောကကြီးကိုကြွလာတဲ့ခါကျတော့လောကကြီးရဲ့အဖြစ်တရားရဲ့မှားယွင်းမှုတရားပြန်ပြီးတော့မှလူဒုက္ခပေးတဲ့အခါအဲဒုက္ခဆင်းရဲခြင်းကိုရင်ဆိုင်ရတယ်။ယုံကြည်သူမှရင်တော့ရှိတဲ့ဒုက္ခဆင်းရဲခြင်းထဲကနေပဲအလင်းကိုလင်းနိုင်တယ်။ထားပြီးတော့ဘုံတော်ထင်ရှားနိုင်တယ်။ကျေးဇူးတော်ချီးမွမ်းနိုင်တယ်။အသက်တာခရစ်တော်အပြင်ရတယ်ဆိုတဲ့အကြောင်းအရာကိုသိထားတယ်။ Hello, Lilo, the only Yalabi, Tarapia, Ponodi, the Boma, Portolia Navy. To Tato Mamadi, Meji Ponandole, the Boma, Bonatin Shaleni. Angene loka ji go lem nyao ne jai choda la do abe zaga cha ne de loka ji go me ba kaung mo ji ba the si mami nai do ya mya ko pho pya le ni ko ba pe de linge kan sa yaw aung a thong ne jai pe le line de ku pya twa chain way Line the boom ya jama Ako me to machine Get the shit you go that say child